ရန်သူပြောင်းနေတဲ့ကောင်လေးဒီမှာဒီလို ESP လေးလာထည့်ထားလိုက်နော်လုံးဝကျွတ်စင်လို့ပါဘောမှာတကောင်ပြရနဲ့ပါနဲ့ချက်ရဲတယ်ကွာဟဲ့အောင်ငါအရှိနောက်နှစ်ယောက်ဝိုင်းပြစ်တာတဲ့ဒီဘက်ကတကောင်တော့ငါပြင်းတယ်အနောက်ကတကောင်တက်လာတဲ့ရှောင်းနေဗျာငါလည်းရှောင်းနေငါပြက်လဲသူမထီတမ်းမဲ့လဲပြက်မှာဇက်လိုက်ရနောက်ဆုံးမှနိုင်ရဒီမိုဒီတောင်းလေးဆိုလေတာတိုက်အိမ်ထဲမှာ3ကောင်ရှိရတီးတဲ့အတိုင်းပဲဝင်သွားတယ်အမတကောင်ခုံစင်းလာပြီးနှစ်ချက်ကြောက်တော့မို့ ESP ကြောင်ကြိုတီးရတော့လိုက်အိမ်နာတဲ့ရောဘုံဝေးတဲ့ထင်းမီလိုက်လာတာဒါပဲဘာမှမလုပ်မကြည့်ရှိရင်ရပြီတက်မှဖြစ်တက်ဆင်းမှဖြစ်မစင်းအဲ့လိုပေကက်ကက်လုံးနေဒီကောင်အနေရလက်တကမ်းမှဆိုတာမသိတဲ့ကောင်တယောက်တည်းဆိုပြီးပြေးတက်လာတယ်ကွယ်နေတဲ့ကောင်ပြစ်ပြဒါပဲမကြည့်ဘူးလေအင်းသားတာပြလိုက်ရဲသူအော်တိုနော်ထွက်မလာတဲ့ကောင်ကြီးကြောင့်အဲ့လိုပူလောင်မှုလေးပေးလိုက်ထွက်လာပြီဆိုအိမ်လိုက်ဒါပဲဒါမျိုးကြတော့ရှေကိုတီးလို့ခေါ်တာကိုင်းနဲ့လာအဲ့တော့လာခောက်တာတဲ့လာခောက်လို့မရတော့ဟိုတွေကကြိုတိတယ်ဒါမှမဟုတ်နေတီးတက်လိုက်ပြင်းတော့ညငါတော့နော်တကောင်ကွယ်နေတာကားမပြပြလေးဝင့်နေအဖေမတကောင်နေလန့်ချောက်လိုက်စမိုကင်းကတောင်းလို့ကြောင့်စင်ငယ်နဲ့လမ်းထောက်ပြီးရမ်းပြစ်တဲ့ပုံစံလို့ကိုကရန်သူကြုံမြင်နေရတယ်ဆိုပြီးဒေးပဲဖြစ်နေဟိုဖြစ်တီဖြစ်ရှောက်ဖြစ်နော်ဒါပဲမိုင်းတရားတိုင်မကွယ်နဲ့ဆိုတာ POC ပြတယ်လားတိုင်ကွယ်နေတော့ထွက်မနေဘူးဒါပေမဲ့ headshot သူကောင်လာကင်မှာလာကင်တဲ့ကောင်မှာဆက်စီတွေးလေးနဲ့ပြေးရမယ်နော်ဟောအပပါခေါ်လိုက်လို့ဟောဆက်စီတွေးနဲ့ပြေးသွားဘာလို့လဲဘာချာလဲကိုလာခဲ့ပါလာတယ်ဗျာဒါပဲ